မြန်မာလက်ဖက်ရည်ကိုတောက်ဖူးကြလားတကယ်လို့မြန်မာနိုင်ငံကိုလာလည်ဖြစ်မယ်ဆိုရင်မြန်မာလက်ဖက်ရည်ကိုတောက်ဖူးစေချင်တယ်အာရှနိုင်ငံတော်တော်များများမှာမစ်တီဆိုပြီးတော့တောက်ကြတယ်မြန်မာမှာတော့မစ်တီကိုလက်ဖက်ရည်လို့ခေါ်တယ်အရသာအနည်းငယ်တူပေမဲ့မြန်မာလက်ဖက်ရည်အနည်းဆုံးအရသာ6မျိုးလောက်ရှိတယ်ပေါ်စိန်ချိုစိန်ကြာစိန်ဆိုပြီးတော့အရသာမျိုးမျိုးရှိတယ်လက်ဖက်ရည်တောက်ကြတဲ့ဓလေ့ကြောင့်လက်ဖက်ရည်ဆိုင်ထိုင်တဲ့ဓလေ့လည်းပေါ်ပေါက်လာတယ်ရှေးလူကြီးတွေကလက်ဖက်ရည်ကိုဆွဆွဲမြဲမြဲတောက်လေးရှိကြတယ်အဲ့တော့လက်ဖက်ရည်ဆိုင်လေးကြောင့်ဆက်ပြောရအောင်မြန်မာပြည်မှာလက်ဖက်ရည်ဆိုင်ကိုနေရာတိုင်းမှာတွေ့နိုင်တယ်ခန်းခန်းနားနားပြင်ဆင်ထားတဲ့ဆိုင်တွေရှိသလိုတမန်ရက်ကွက်ထဲကဆိုင်တွေလည်းရှိတယ်လက်ဖက်ရည်ဆိုင်လို့ပြောကြပေမဲ့မနက်စာမုတ်တွေပါတွဲရောင်းလေးရှိကြတယ်မြန်မာမနက်စာတွေဖြစ်တဲ့အီကြာကွေးနံပြမောဟင်းကားနဲ့ထမင်းကြော်တွေအဓိကရတယ်မြန်မာလူမျိုးတွေအထူးသဖြင့်တက်ကြီးပိုင်းတွေကမနက်စောစောမနက်စာစားကြတာကြောင့်ဆိုင်တွေကိုမနက်9နာရီ6နာရီတည်းကထောက်ဖွင့်လေးရှိကြတယ်မနက်9နာရီ10နာရီဆိုရင်တော်တော်စီကားနေပြီလက်ဖက်ရည်ဆိုင်တွေကမြန်မာလူမျိုးတို့ရဲ့ဒုတိယအိမ်ဆိုလည်းမမှားဘူးအမျိုးသားတက်ကြီးပိုင်းနဲ့အငိမ့်စားလူကြီးတွေကလက်ဖက်ရည်ဆိုင်တောက်ရင်အပြင်းဖြေရင်စကားဝိုင်းဖွဲ့တတ်ကြတယ်နိုင်ငံရေးစီးပွားရေးလူမှုရေးအစုံဆွေးနွေးကြတာပါပဲလူငယ်တွေကတော့ချင်းတွေ့ကြရင်အလာပါတလာပါဖောင်းဖွဲ့ပြောတတ်ကြတယ်လွန်ခဲ့သောနှစ်ပေါင်းများစွာကလက်ဖက်ရည်ဆိုင်ကိုအမျိုးသားအများစုပဲလာကြတာကြောင့်အမျိုးသမီးများထိုင်ဖို့မသင့်တော်ဘူးလို့အယူတီးတတ်ကြတယ်အခုခင်မီလာတော့တွေးအမြင်ပြောင်းလဲပြီးလူမျိုးမရွေးဘာသာမရွေးသွားလို့ရတဲ့နေထွေးတဲ့နေရာလေးဖြစ်လာတာပေါ့နော်တည်ကြရအောင်လက်ဖက်ရည်ဆိုင်မှာရနိုင်တဲ့မုံမျိုးစုံကိုပြောပြပေးမယ်နော်ပလာတာမိုဟင်ဂါအုံနိုခေါက်ဆွဲနံပြအီကြာကွေးခေါက်ဆွဲတုပ်